ပါဒီနေ့ကတော့ဒီကျန်ကြားနေဖြစ်သွားပြီဒီနေ့ဒီကျန်ကြားနေမှလည်းအပြင်မထွက်ရအောင်အိမ်ထဲမှာပဲနေရဆိုတော့ကျွန်တော်တို့ဒီနေ့ဘုံဝေးကိုလောက်စားတယ်ကျွန်တော်ပြင်ဆင်တာလေးကိုလိုက်ကြည့်ပြပါကျွန်တော်ကောင်းချင်းဆန်ကို3ခွက်လောက်ပဲထည့်လိုက်ဒီမှာလူနည်းနည်းလေးဆိုတော့ကောင်းချင်းကြည့်ရလေလုံးလို့ရတယ်ကြာကောင်းချင်းဆန်ကြည့်ဒါပေမဲ့လည်းကောင်းချင်းဆန်ကြတယ်နည်းနည်းပျော့တယ်ဆိုတော့ကျွန်တော်ဆန်မုတ်ချောလိုက်ဆန်မုတ်တစ်ခွက်ထည့်လိုက်ကဲခုဆန်မုတ်နဲ့ကောင်းချင်းမုတ်နဲ့ကြောပြီးသွားပြီဆိုတော့ကျွန်တော်နည်းနည်းလေးလေးပြအောင်ကျွန်တော်စားလေးနဲ့ခက်လာတယ်ပြီးလို့ရှိရင်ရေကိုကျွန်တော်ဒီဟာလေးနဲ့တစ်ခွက်ထည့်လို့ရေကတော့ဖြည်းဖြည်းနဲ့ရင်ကိုဘယ်လိုထည့်ပေးရလဲများသွားရင်လည်းပျော်ကြီးဖြစ်သွားဆန်မုတ်တွေတော့ထက်လိုက်တယ်ဒါဆိုတော့စင်ပြေပေါ့ဒီလောက်လေးကနေတော့လေဒီမွန်သားကိုလုံးလုံးလေးနဲ့ထွတ်ထွတ်လေးဖြစ်သွားပြီဆိုရင်အစင်ပြေသွားတယ်ဒီဟာလေးကိုခဏနေကြာဖုံးလေးအုပ်ပြီးရင်နိုင်တော့တနိုင်တော့နှက်ထားပေါ့အဲ့နှက်ထားပြီးတော့ရင်โอเคဟာဒါဘုံလုံးရွယ်အထီးကအုံးလေးချက်ညပ်တမရကြည့်ဆိုလို့ရှိရင်ပေါဝင်ပစ္စည်းအစင်းတွေဖြစ်ပြီးဒီဆိုတော့ကျွန်တော်စတော့ဘလုံး site ကတော့ကိုကြိုက်လို့ပေါ့လုံးညံ့ညံ့လေးဖြစ်သွားပြီကျွန်တော်ဘုံလုံးစားနည်းနည်း site သေးတာလေးကိုကြိုက်တယ်ကျွန်တော်ဘုံလုံးနေတော့ခဏတော့ရှင်လေးဦးတင်တာကဲခုတော့ဘုံလုံးလိုက်နော်ကြီးလည်းပွက်ပြီဆိုတော့ဘုံလုံးလေးစတယ်အေးပါပြီးချိမယ်ကွာကွာကဲခုဆိုလို့ရှိရင်မုံလေးရောချက်ပြီးအဲ့ဒါအောင်မှကျွန်တော်ဒီကအုံတီလေးကိုဖြူလိုက်စားကြပါဦးgood အဲ့တော့အားလုံးပဲတက်တာ